Mamma mia ပါဒီခေါက်ဆဲကြော်မျိုးစားကတော့သင်တို့စားတောက်ဆိုင်တွေမှာမတွေ့ဘူးတဲ့ခေါက်ဆဲကြော်မျိုးစားဖြစ်ပါတယ်စားတောက်ဆိုင်တွေထဲမှာစားတောက်ဆိုင်အကြီးတန်းသားတွေနဲ့တချို့ရှာပပရောင်းတဲ့ခေါက်ဆဲကြော်အမျိုးစားဖြစ်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အောင်ဝေဖြိုးပါ Ifu နိုတဲ့ဆိုတဲ့ကျဲဥခေါက်ဆဲအမျိုးစားလေးရဲ့အာသာချက်ထူးခြားချက်ကတော့သူကအမတန်နူးညံ့နဲ့ပြုတ်ရတဲ့အချိန်ကလည်း2မိနစ်3မိနစ်10မိနစ်စသဖြင့်အဲ့လောက်ပဲပြုတ်ရပါတယ်အမတန်နူးညံ့ပြီးတော့ကလေးလူကြီးအကုန်ကြိုက်တဲ့ခေါက်ဆွဲမျိုးစားပဲဖြစ်ပါတယ်ဒီဟာပဲထုတ်တာလို့တော့ကျွန်တော်ထင်တယ်မျောလင်းနေရွှေနဂါးဆိုတော့ဟုတ်တယ်သူ့ရဲ့ product quality အရာကြတော့ဒီဟာပဲထုတ်တာဒီခေါက်ဆွဲကကျွန်တော်တို့လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းကကျွန်တော်သုံးခဲ့တဲ့ခေါက်ဆွဲမျိုးစားလေးပါဒါကိုကျွန်တော်ပြန်ကြော်ပြပေးတော့မှာဖြစ်ပါတယ်ကြည့်အောင်ဗျာပါဝင်တဲ့ပစ္စည်းတွေကတော့ကျွန်တော်တို့ကကျုပ်လေးတစ်လုံးပါမယ်ကျွန်တော်ဒီမှာဆိုရင်အသားကတော့ကျွန်တော်ဝက်သားလေးသုံးထားတယ်ကျက်သွန်နီလေးတီးထားတယ်မှုမဲလေးတွေတီးထားတယ်ကျက်သွန်မိတ်မုံလာဥနီဂေါ်ဘီဒါကတော့ထိုင်ဝမ်မုံညင်းလေးဖြစ်ပါတယ်အစာပလာတွေကတော့မိမိကြိုက်တဲ့အစာပလာတွေကိုတော့ထည့်လို့ရတယ်ပေါ့နော်အဓိက main ကတော့ဒီနှစ်မျိုးကတော့ပါတင်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့နဲ့အတူကြော်ရအောင်ဗျာဒီနေ့ပွဲဆူတဲ့ထဲမှာကျွန်တော်တို့ကစီလေးအနှဲငယ်ထည့်မယ်ခေါက်ဆွဲကြောလေးမကန့်ဘူးနော်ဒီခေါက်ဆွဲကအလွန်အမတန်မှနူးညံ့တဲ့ခေါက်ဆွဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီခေါက်ဆွဲကိုခဏပဲပြောရမယ်1 minute ကြော်တဲ့အချိန်လည်းရှိသေးတယ်timing လေးကြည့်တော့ပါနော်1 minute မဟုတ်ရင်တော့မှကျွန်တော်တို့ခေါက်ဆွဲပြားလေးနည်းနည်းပျော့သွားရင်ကျွန်တော်တို့ထုတ်လို့အောင်ရပြီနော်လေးနည်းနည်းဆန်းထားမယ်ကဲပိုးပူအောင်ပြန်ထားမယ်စားတောက်ဆိုင်တွေအားတာချက်အဲ့ဒါပဲเนาะဒေကိုပူဖို့အတွက်မြန်တယ်အောက်ကမီးတွေများတယ်ထည့်မယ်ဒီပြတ်တော့မယ်ဝတ်သားလေးထည့်မယ်လိုအပ်တဲ့စီပမာနာလေးထဲမှာကြက်ဥလေးထည့်မယ်ကြက်ဥလေးအမြင်လေးဖြစ်အောင်မှွေရမယ်အသားပြန်ထည့်မယ်စာပလာထည့်မယ်ကဲဒါလေးမွေချောလိုက်အောင်မနော်ပြုတ်ထားတဲ့ခေါက်ဆွဲလေးထည့်မယ်နောက်ဆုံးမှာရွက်လေးထည့်မယ်အရသာမှုတ်ကတော့ဒီလိုပြပေးကျွန်တော်တို့တရုတ်အရသာမှုတ်ဟင်းသီးဟင်းမှုတ်လေးပါမယ်ကြားလေးနည်းနည်းပါမယ်စားလေးနည်းနည်းပါမယ်ချုံမို့အချီနိုမိုတိုပါမယ် one small QC လေးတစ်စုံထည့်မယ်
တဲငံပြားကြီးအကြီးအနောက်เนาะဒါဒီမှာဒီဘက်မှာအကြီးတဲငံပြားကြီးအကြီးကထမင်းစားစုံတစ်စုံလောက်ပါတယ်အနောက်ကတော့အယောင်လေးပဲယူမယ်ဒီကောင်းမပေါက်မယ်နန်းစီလေးနည်းနည်းထည့်မယ်စီမွေးပါနော်ကဲစားကြော်ရအောင်ခေါက်ဆွဲကြော်နီးရရေမသုံးပါတော့နောက်ဆုံးမှာကျွန်တော်ချက်သွမိတ်လေးထည့်မယ်အိုးကင်းလေးဒီလိုမျိုးအစာပလာလေးကောင်စုံသွားပြီဆိုအိုးကင်းနဲ့လေးရအောင်ဒီကောင်မီးပြင်းပြင်းလေးနဲ့တိုက်အောင်နော်ရပါပြီအဲ့ဒါမှမှုရအောင်နော်ကဲခဏလေးပြင်အောင်ခဏလေးပြင်တဲ့ခါကျရင်ကျွန်တော်ရောက်ခွက်လေးထဲမှာလို့သေးတက်တက်လေးနော်ဒီလိုယူတယ်အလဲတဲ့ပုံနဲ့ဘောနဲ့စာပလာပုံမယ်မာမီယာအနေနဲ့တကယ်ဆွတ်ဆောင်ပါတယ်ကြီးကြီးပါမယ်ဗျာနူးညံ့လုံးနဲ့နူးညံ့မှုကခင်ဗျားတို့ကျွန်တော်တို့ရဲ့အချစ်ရေးရထက်ပို့ပြီးတော့နူးညံ့တယ်ဗျာရှယ်ပဲကျွန်တော်ယုံပါဒီခေါက်ဆွဲမျိုးစားကနူးညံ့ပါတယ်ငယ်ကိုစားကောင်းတယ်မာမီရပါဗျာရှယ်ပဲနန်းနဲ့ရှယ်ဒီခေါက်ဆွဲကြော်ကရင်ထဲကချက်ထားတာပါအုံနောက်ကစဉ်းစားပါတယ် experience အရင်တုန်းက experience တွေပြန်ယူရတာပါတော်တော်များများ Chinese kitchen တွေ Chinese restaurant တွေရဲ့အကြီးစားတွေမှာတွေ့ရတတ်တဲ့ခေါက်ဆွဲကြော်မျိုးစားပါစားကောင်းပါတယ်မာမီရပါကျွန်တော်ရဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ hint chat video တွေရဲ့ကျွန်တော်ရဲ့ live stand အကြောင်းတွေပြန်တွေ့ပါမယ်ခင်ဗျအားလုံးပဲတတ်တာပါဗျာ